နော်ရောခင်းဝင်ချမ်းခန်းကြီးလေးငွေ24မှာဖယားတခင်ကြီးနံဝိရင်ဖြစ်တော်မူ၏ဖယားတခင်ကိုကိုးကွယ်တော်သူတို့သည်နံဝိရင်နဲ့၎င်းတစ္ဆာနဲ့၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏အာမင်ဒီနေ့ကျွန်တော်တို့ကိုးကွယ်တဲ့ဖယားကမြင်ရလားမမြင်ရဘူးဘယ်လိုဖယားလဲနံဝိရင်ဖယားဖြစ်တယ်အော်နံဝိရင်ဖယားဖြစ်တဲ့ခါကျတော့ကျွန်တော်တို့လူမှာလည်းဝိရင်မရှိဘူးလားရှိတယ်အဲ့တော့ကျွန်တော်တို့မှာရှိတဲ့ဒီဝိရင်ကဘာအတွက်လဲဒီဝိညာဉ်ကဖယားကိုကိုးကွယ်ဖြစ်တယ်ဟုတ်တယ်မလားဖယားရှိခိုးဖို့အတွက်ဖြစ်တယ်ဖယားကိုကိုးကွယ်ဖို့ဖယားကိုရှိခိုးဖို့ရန်အတွက်ကျွန်တော်တို့လူအထဲမှာဖယားကဝိညာဉ်မထက်ပေးထားဘူးလားဝိညာဉ်ထက်ပေးထားတယ်အဲ့ထက်ပေးထားအဲ့ဝိညာဉ်ကဘာအတွက်လဲဖယားကိုးကွယ်ဖို့ဖယားရှိခိုးဖို့အတွက်ဖြစ်တယ်ဟုတ်ဖယားကိုတဲ့ရှိခိုးတဲ့အခါမှာကိုးကွယ်တဲ့အခါမှာတဲ့ဖယားရှင်ကဘယ်လိုအားဖြင့်ကိုးကွယ်ရမလဲတစ္ဆာနဲ့ကိုးကွယ်ရတယ်တစ္ဆာရှိရမယ်နော်တစ္ဆာနဲ့ကိုးကွယ်ရမယ်အေးဖယားရှိခိုးခြင်းဖယားကိုးကွယ်ခြင်းမှာကျွန်တော်တစ္ဆာနဲ့တာကိုးကွယ်မယ်ဆိုရင်ခုနကျွန်တော်ပြောတဲ့မင်္ဂလာ6ပါးမင်္ဂလာ6ခုကကျွန်တော်တို့ပေါ်မှာမတက်ရောက်လာဘူးလားတက်ရောက်လာမှာဖြစ်တယ်တစ္ဆာရှိပါဖယားကိုးကွယ်ခြင်းမှာတစ္ဆာရှိခြင်းနဲ့ကိုးကွယ်ရမယ်ခါရမှာကျွန်တော်တို့ကတစ္ဆာမရှိသေးတော့ကိုးကွယ်တဲ့အခါမှာဖယားရှိခိုးဥပမာကျွန်တော်တို့ကဖယားကိုကိုးကွယ်တဲ့အခါမှာကျွန်တော်တို့ကဘာနဲ့ပဲကိုးကွယ်လို့ရတယ်ဝိညာဉ်နဲ့ပဲကိုးကွယ်တယ်စိတ်နဲ့ကိုးကွယ်လို့ရလားမရဘူးစိတ်နဲ့ကိုးကွယ်လို့မရဘူးဒါပေမဲ့ကျွန်တော်တို့ကဖယားကိုကိုးကွယ်တဲ့အခါမှာဘာနဲ့ပဲတွားကြတယ်စိတ်နဲ့တွားကြတယ်ဟုတ်တယ်နော်စိတ်နဲ့ကိုးကွယ်တာများတယ်စိတ်နဲ့တွားတယ်လေဥပမာစိတ်နဲ့တွားရဆိုတာစိတ်ပါမှဖယားရှိခိုးတယ်စိတ်မပါရင်မရှိခိုးချင်တော့ဟုတ်တယ်မလားဥပမာကျွန်တော်စိတ်ပီစီမှုတွေကျွန်တော်တို့ရှိလာတဲ့အခါမှာပေါ့နော်ဥပမာဟိုယာကြဥတုတစ်ခုခုပေါ့နော်မကောင်းတဲ့အခါမှာကျွန်တော်တို့ကဒီကျွန်တော်တို့စိတ်နဲ့တွားတဲ့အခါကျတော့ဖယားရှိခိုးချင်တော့လားမရှိခိုးချင်တော့ဟုတ်တယ်မအဲ့လိုမျိုးပေါ့နော်ဒါကြောင့်ဒီနေ့ဖယားတခင်ကကျွန်တော်တို့ကိုဒီစိတ်နဲ့ဖျားမရှိခိုးခိုင်းဘာနဲ့ပဲရှိခိုးခိုင်းတာလေဝိညာဉ်နဲ့ရှိခိုးခိုင်းတာဝိညာဉ်နဲ့ရှိခိုးတဲ့ခိုင်းတဲ့အခါမှာဘာနဲ့ရှိခိုးဘာနဲ့တွားရမလဲတစ္ဆာဖျားနဲ့တွားဘယ်အောင်တစ္ဆာရှိရမယ်အဲ့လိုအခြေအနေပဲရှိနော်တစ္ဆာနဲ့ကျွန်တော်တို့ဖျားရှိခိုးမယ်ဖျားကိုကိုးကွယ်မယ်ဆိုရင်တဲ့ခုနပြောတဲ့ဖျားတခင်ရှိကလာတဲ့မင်္ဂလာကျိုးတွေကျွန်တော်တို့ပုံမှာမတက်ရောက်လာဘူးလားတက်ရောက်ခံစားလာရမှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီနေ့ကျွန်တော်ဒီနှုတ်ကပတ်တော်၌ဒီနေ့ကျွန်တော်ခွန်အားပေးချင်ပါတယ်နောက်ဆုံးနားလဲအောင်